ဘာပြောပါအဲ့ဒီရတိတ်တော့စိတ်ကဝိုင်းစိတ်ကပဲလက်ကြည့်ပါသေးတယ်ဟုတ်လားလက်ကြည့်နေသေးတယ်လက်ကြည့်နေသေးတယ်ကိုထိုးဆိုလို့ရှိရင်ကျွန်တော်သဘောကျနှစ်ခေါက်ရှိပြီပေါ့နော်ဘာလို့လဲဆိုတော့ပထမတစ်ခေါက်တော့ free frenzy တုန်းကလည်းသူတို့တင်တာဆုံးပါနောက်ဆုံးဖြစ်ပေမဲ့လည်းခုနနောက်ဆုံးအချိန်ဒီကိုသူ့ရဲ့စိတ်အားထက်သန်မှုတွေတစ္ဆာရှိမှုတွေကိုပြတာနော်ဇွဲတွေကိုပြတယ်ဒီအခုကျွန်တော်တို့အိတ်ဆောက်တိုင်ပွဲမှာလည်းပဲထုံးတက်ကောက်မှာပဲနောက်ဆုံးကြားတဲ့ဒီတိုင်အောင်သူအေးစေးပဲတေချာကိုတတရဲနဲ့လှုပ်ဆောင်သွားတယ်ပေါ့နော်ကိုနေဖို့ဆောင်နေတယ်ဘယ်တော့တင်ဖို့မဟုတ်ဘူးအဲ့လိုရောက်ရှိရဲ့အမိသားတော့ရောက်နေဖို့ဆောင်တယ်ဒါမဲ့ကျွန်တော်ရဲ့တကယ်ဟို personal ရဆိုလို့ရှိရင်ကိုထိုးလို့တင်ကျွန်တော်အများကြီးမျှော်နေတာဟုတ်တယ်မလားသိတယ်ဒီဒါအဲ့လိုမဖြောင်းလို့လိုက်ဒီကစားရှိဘာလို့တော့ပေါ့နော်လို့ drama လေးဆိုတာလည်းအတိုင်းနေလေးတန်ဖို့နေနေလေးဟုတ်ဒါမင်းသားတွေမင်းသမီးတွေအဲ့လိုတန်ဖို့နေအမျိုးလေးမသိတယ်တိလို့လိုက်ထိုးပေးတာနော် drama ထိုးပေးတာကျွတ်တယ်မှာတွေ့ရတော့ခံစားချက်ကတော့စိတ်မကောင်းဆိုတာလေကိုကြောင့်အမှတ်မရတာရောကိုကိုယ်တိုင်အမှတ်မရတာရောသူတို့ရှင်တွေကခံစားချက်ဆိုရင်တော့ကျွန်တော်ထင်တာတော့လေမြက်လေးကျွန်တော်အားနာနေမလားဒါမှမဟုတ်ဝါမှုပဲကျွန်တော်အားနာနေမလားမသိကျွန်တော်ပြောသူတို့နှစ်ယောက်ဆိုတော့အားနာစရာမလိုဘူးဘာဖြစ်လို့ဆိုတာ team game team game ဖြစ်တဲ့အတွက်ကိုတယောက်တည်းထူးချွန်နေလို့များအားလုံးနဲ့မျက်မျက်တတာတာဟာစာတာဖြစ်ပြီးတော့မျက်မျက်တတလှုပ်ဆောင်မှာအရှိကျွန်တော်ထပ်ကြုံလာမဲ့ live မှာကြုံလာမဲ့ဟာမှာအစုဖွဲ့နဲ့အလုပ်လုပ်တဲ့ခါမှာလည်းအဲ့လိုလေးတွေကဒါရဘယ်လိုခေါ်မလဲကျွန်တော်တို့ lesson လေးတွေပေါ့နော်ပြိုင်ပွဲနဲ့ပတ်သက်ပြီးရလာတဲ့ live lesson လေးတွေလို့ကျွန်တော်သတ်မှတ်တယ်ဒီနေ့လောက်အမြတ်သူစိတ် emotion ပေးတာဒီနေ့ပဲရှိရရှင်အရင်နေ့တွေကအဲ့လောက်ထိအမြတ်သူအတွက်ကိုစိတ် emotion ပေါ့နော်ခံစားမှုတွေရောပြိုးနေအောင်မပေးနိုင်ဘူးဒီနေ့ကတော့အရန်ပေးတယ်ပေးခြင်းနဲ့ကျွန်တော်တို့စိတ်ခွန်အားပေးခဲ့တာဟုတ်နော်အတူလည်းပြန်ပြီးပေးခြင်းတယ်ကွာဒါညီမလေးအမှားကြောင့်လည်းမဟုတ်ဘူးညီမလေးအကိုမလုပ်ပေးနိုင်ဘူးဆိုတာဘာမှမစင်စားရဘူးပေါ့နော်ဒါ၃ယောက်လုံးတင်းဝဖြစ်တဲ့အနိုင်နဲ့ရှုံနှစ်ခုပဲရှိတယ်အကိုကတော့ကျင်းနေတယ်အဲ့တော့ leader ဖုန်းမှာဘယ်သူတွေကဘယ်နှမတ်တွေရပြီဘယ်သူကထိတ်ဆုံးဖြစ်သွားပြီလဲဆိုတော့သိကျင်ပါတယ်ကိုရဲကတော့ထိတ်ဆုံးမဟုတ်တော့သိကြသွားပြီထိတ်ဆုံးပါထိတ်ဆုံးပါပဲလားထိတ်ဆုံးကြီးကြီးနိုင်လီလာဘောက်ကိုကြည့်မယ်ဗျာ